ဒီနေ့ဘုန်းကြီးတို့ကိုဆုံးမခြင်းအပိုင်းကိုဆက်လက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်မိမိကိုမိမိဆုံးမနိုင်ဖို့အတွက်ဘဝထဲမှာဓမ္မတွဲနိုင်ဖို့အတွက်ဘဝအရှိကိုဓမ္မအတိနဲ့ညှိနိုင်ဖို့ဆိုပြီးတော့ဘုန်းကြီးတို့မိနစ်30ခန့်ဓမ္မလက်ဆောင်တရားလက်ဆောင်များအပိုင်းလိုက်ဟောကြားလာခဲ့တာအခုဆိုရင်အပိုင်း9အထိရောက်ပါပြီဘုန်းကြီးရေးထားတဲ့အပိုင်း9မှာပါတဲ့စာစုလေးကိုရှေးဥစွာဖတ်ပြပေးပါမယ်အကျွေးဆိုရင်ဘာကျွေးမှမကောင်းဘူးအဆိုးဆုံးကကံကျွေးပဲကံကျွေးပါလာရင်သူတော်ကောင်းကြီးတွေတောင်ပေးဆက်ရတယ်ဆိုတော့ကိုလိုတာမန်တွေအတွက်အကျွေးတွေကြားပြားများနေတာဘာဆန်းလဲပေါ့အတိတ်အကျွေးကြီးတဲ့သူဟာပိဿုပန်မှာအကောင်းတွေလုပ်နေပေမဲ့လည်းမကောင်းတွေပဲကြုံနေရတာရှိသလိုအဟောင်းကောင်းတဲ့သူကြပြန်တော့လေပိဿုပန်မှာမကောင်းပေမဲ့အကောင်းတွေကြုံရတာလည်းရှိနိုင်တာပါပဲဒါကသူ့အကြောင်းနဲ့သူ့အကျိုးပါကိုယ့်အတွက်ကတော့ကောင်းကောင်းဆိုးဆိုးကိုယ်တိုင်ပဲရင်ဆိုင်လက်ခံဖြေရှင်းရမှာပါအကောင်းများလို့လည်းပြောင်းမသွားနဲ့မကောင်းများနေလို့လည်းစောင်းမသွားနဲ့အတိတ်အဟောင်းအားကိုပိဿုပန်အကောင်းအားနဲ့ထိန်းချောင်းပေးဖို့ပါပဲအရေးကြီးတာကအကျွေးဆက်ရင်အကျွေးမထပ်ဖို့ပဲအတိတ်ကအကျွေးတွေကြောင့်အဆိုးတွေကြုံနေရတဲ့ကြားနောက်ထပ်ပေးဆက်ရမယ်အကျွေးတွေထပ်မများရအောင်ကိုယ့်ရဲ့အလုပ်တိုင်းမှာတတိရှိနေဖို့ပါပဲအကျွေးပါရင်စပ်ပါအတိုးတော့မထပ်ပါစေနဲ့ပေါ့ဒီစကားလေးကဘုန်းကြီးကိုယ်တိုင်လဲအကျွေးတွေဆက်နေရင်ခဏခဏပြန်ဖတ်ရတာခဏခဏပြန်ပြီးဆုံးမရတာအကျွေးရလည်းပဲတော်ကြောက်စရာကောင်းတယ်အကျွေးလို့ပြောလိုက်တာနဲ့ပြန်ဆက်ရမယ်ဆိုတာကြီးရရှိတယ်ပေးလိုက်တာမှမဟုတ်တာအကျွေးယူထားတာ哦ဆိုတော့အကျွေးလှုပ်ထားရင်လည်းအကျွေးပြန်ဆက်ရမယ်အကျွေးယူထားရင်လည်းအကျွေးပြန်ဆက်ရမယ်လောကသဘာဝလူတွေတယောက်နဲ့တယောက်အတိုးတွေချီးပြီးတော့အကျွေးတွေချီးပြီးတော့အဲ့ဒီအကျွေးတွေရှိနေရင်လည်းပဲအဲ့ဒီအကျွေးတွေနဲ့လူတွေမှာဒုက္ခတွေရောက်လေးနေတာလည်းရှိတယ်ဒါပိဿုပန်ဘဝမှာကြုံတွေ့နေရတဲ့ငွေကျွေးတို့နော်အလုတ်အကျွေးတို့ပစ္စည်းအကျွေးတို့ဒါတွေကပိဿုပန်ရဲ့လက်တွေ့ကြုံနေရတဲ့အကျွေးဒီပိဿုပန်ရဲ့လက်တွေ့အကျွေးလေးတောင်မှစိတ်သောကတွေများပြီးတော့ပင်ပန်းနေကြတာဆိုတော့ကံကြွေးမြန်ပါလာပြီဆိုရင်အဲ့ဒီကံကြွေးရတော်ကိုပဲကြည်အောင်ဆက်ရမှာဒါကိုပဲဘုန်းကြီးတို့ဗုဒ္ဓစာပေမှာကတော့ဝိတ်နဲ့သွားပြတာဝိတ်ကြွေးလို့ပြောတယ်ဝိတ်ကြွေးကဝိတ်မှာအမြဲငရဲမှာအပဆိုတာရှိတယ်ဝိတ်ကြွေးပါလာပြီဆိုရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးတွေယဟန္တာကြီးတွေလည်းပဲဒီအကြွေးကိုဆက်သွားရတာအကြွေးမဆက်လို့မရဘုရားရှင်ကိုယ်တော်မြတ်ကြီးတွေလည်းပဲအကျွေးဆက်ရတာပဲမြတ်စွာဘုရားရှင်အတိတ်ကလုပ်ခဲ့တဲ့ကံကြွေးတွေကနောက်ဆုံးဘုရားဖြစ်တဲ့ဘဝအထိသူဆက်ရတာပဲအကျွေးတော်တွေဆိုတော့ဝိဘတ်တော်12ပါးဆိုတာဒါအကျွေးဆက်ရတာအတိတ်ကလာခဲ့တဲ့အကျွေးတွေထို့တူပဲဘုရားယန္တာကြီးတွေအက္ခတာဝကကြီးရှင်မောဂလန်ဆိုလဲသူကအကျွေးဆက်ပြီးတော့ပြိဋိဘံပြုတ်သွားရတာနောက်ဆုံးဘဝမှာတော့နော်ခိုးသား900ဒါလောက်တကိုးတော်အရာမှာဘုရားပြီးရင်တကိုးအကြီးဆုံးဧတရက်ရတဲ့မထေကြီးလည်းပဲအကျွေးပါလာတော့ဆက်ကံကျွေးရဆောင်းလို့မရနောက်ဆုံးခိုးသား900ရိုက်နှက်ပြီးတော့ပြိဋိဘံပြုတ်ခံသွားရထို့တူပဲရှင်သေဝလိဆိုတာအလုံးကြားဘူးတာရှင်သေဝလိကအမေဝမ်းပိုက်ထဲမှာ9နှစ်9လ9ရက်ပြိဋ္ဌာန်နေရတာဒီစမောင်ကိုတွေ6လလွယ်10လမွေး6လလောက်နေတောင်ဒီပိုက်ထဲမှာဘလောက်ကျဉ်းကျက်မလဲရှင်သေဝလိကပရိသန်တွေမှာအဲ့လောက်ကိုအကြာကြီးနေခဲ့တယ်သူရင်ဝကြွေးပါတာလားဆိုသူအမေလည်းအတူတူပဲရှင်သေဝလိလေးကအမေပိုက်ထဲမှာ9နှစ်9လ9ရက်ပရိသန်တွေနေခဲ့ရသလိုသူ့ကိုဝင်ဆောင်ထားတဲ့မိခင်ကြီးမှလည်းပဲ9နှစ်9လ9ရက်ဒီမပေါ်မပါကြီးနဲ့ဘလောက်များပင်ပန်းလိုက်မလဲအော်အတိတ်ကအကျွေးတွေကံကျွေးတွေပါလာတော့နောက်ဆုံးဘဝမှာဆက်ရတာပဲအတိတ်ကကံကျွေးရလဲအံ့ဩစရာတစ်ခုသောဘဝမှာသူတို့ကတိုင်းပြည်အုပ်ချုပ်တဲ့အစိုးရမင်းတွေတာဝန်သူတို့အာဏာရှိနေတဲ့အချိန်မှာသားမင်းနှစ်ယောက်ကအဲ့တိုင်းပြည်ရဲ့ဝင်ထွက်တကားကြီးကိုပိတ်ထားခဲ့တယ်9ရက်ပိတ်ထားပေးလိုက်ပြည်သူတွေဒုက္ခရအောင်လို့အဲ့ဒီ9ရက်ပိတ်ထားပေးလိုက်တဲ့အကုသိုလ်ဝိကျွေးရနောက်ဆုံးဘဝအထိအခုဆက်လိုက်ရနောက်ဆုံးဘဝမှာ9နှစ်9လ9ရက်ဩအတိတ်ကံကြွေးတွေကသိကြောက်စရာကောင်းတာနောက်ဆုံးဖရာယန္တာဒီပါတာပဲဆိုတော့ကံတွေကညံနဲ့ဖြတ်မှသူကအဆုံးတတ်တာ
ဝိဆိုတာအမြဲတမ်းလိုက်တတ်တဲ့သဘောရှိတယ်သူကအဲ့ဒီဝိကျွေးပါလာတဲ့ကံတွေကိုဖြတ်မယ်ဆိုရင်ကြံတဲ့ဟာတွေနဲ့ဖြတ်လို့မရဘူးညံနဲ့ဖြတ်ရင်တော့ပြတ်သွားအာကုသိုလ်လုပ်ရင်အာကုသိုလ်အကျွေးကပြန်ဆက်ရမှာပဲဆိုတော့တချို့က complain တက်တယ်ဒါဆိုရင်အင်္ဂုလိမာလာမထေရကြီးကအင်္ဂုလိမာလာအလောင်းလျာတော့ကလက်ညှိုးတွေဖြတ်တာလူတွေတတ်တာ1000ကျော်တာပဲဆိုတော့ तू ကအဲ့လူတတ်တဲ့အာကုသိုလ်ကံတွေပြန်ဆက်ရမှာမဟုတ်လားဒါပေမဲ့အင်္ဂုလိမာလာမထေရကြီးကယဟန္တာဖြစ်ပြီးဘဝအဆုံးသတ်သွားတော့အဲ့ဒီတတ်ခဲ့တဲ့အာကုသိုလ်တွေပြန်မဆက်ရတော့ဘူးလေသူကအဲ့ဒီကံတွေကိုညံနဲ့ဝိပဿနာညံနဲ့ဖြတ်ပလိုက်တဲ့အခါကျကံကြွေးတွေပါမလာတော့ဘဝနောက်ဘဝမှာမရှိတော့တဲ့အခါကျတော့အဲ့ဒါညံနဲ့ဖြတ်သွားဒါတော့မှ तू ကအဲ့ဒီအာကုသိုလ်ဝေကြွေးတဲ့ယဟန်ဘဝရောက်တော့ခဲတွေနဲ့ထုခံရသေးတာ哦အံ့ဩစရာကောင်းတယ်အဲ့ဒီဝေကြွေးတွေပြောတာကြောင့်ဘဝမှာအကျွေးတော်တိတ်အတင်မခံနဲ့ဘုန်းကြီးတို့လည်းအတိတ်ကျွေးတွေရှိခဲ့လားမသိဘူးအတိတ်ကျွေးတွေရှိခဲ့တော့တခါတခါသူများတွေအလိန်ခံရတယ်ကိုပစ္စည်းလာခိုးွားတယ်တခါတခါဖက်နှက်တွေပျောက်တယ်တခါတခါကျတော့ဟိုလွန်ခဲ့တဲ့မနှစ်ကနဲ့တူပါတယ်ဘုန်းကြီးတရားဝဲသွားကန်ဒီတရားဝဲသွားကန်ဒီမှာအဲ့ဒါတရားဝဲသွားဖို့ဆိုပြီးတော့အိတ်တွေပါညာပြင်ထားရေချိုးခန်းဝင်တဲ့အချိန်လူတယောက်ကအဲ့ဒါလာပြီးတော့ဧည့်သည်လို့ပေါ့နဲ့အခန်းထဲဝင်လာပြီးအိတ်ထဲကပတ်စံအိတ်တွေယူပြီးတော့ထွက်သွားတာကလေးတွေတွေ့လိုက်တယ်ကလေးတွေကလည်းဘုန်းကြီးဧည့်သည်ထင်ပြီးတော့ဘာမှမပြောဘူးအဲ့ဒါမှာအဲ့ကိုရီးယားနိုင်ငံသားကတ်တွေရောဘန်ကတ်တွေရောအကုန်ပါသွားတယ်ပတ်စံကတော့4သိန်းလောက်ပဲပါဆိုတော့ပုံမားရိုက်ပြီးလာယူသွားပြီးတော့ပါသွားတဲ့ဟာကိုတချို့ကပြောတယ်ရဲတိုင်မလားရဲတိုင်မလေးပါနဲ့ငါအကျွေးတစ်ခုကြည်တယ်လို့ဒါသတ်မှတ်လိုက်ပါတော့လို့သူများတွေလည်းလိုက်ပြောမနေနဲ့တော့ကြကိုတခိုးဖြစ်နေအောင်မယ်ဟောကိုပစ္စည်းပြောက်လို့သူများလိုက်ပြောရင်လေကန်တရားရပြောရင်အဲ့ဒါကိုခိုးခဲ့လို့ပြန်ပါသွားတာကိုတခိုးလို့သတ်မှတ်တာပဲရှေ့ရဆရာတော်ကြီးဆိုအဲ့ဒါလို့ပစ္စည်းပြောက်တယ်လို့ပြောရပါရှက်ပစ္စည်းတစ်ခုပျောက်သွားကိုပစ္စည်းတစ်ခုပျောက်သွားကိုခိုးခဲ့လို့အဲ့ကန်ကြီးမကြွေးရလေမကြွေးရတခါကျဒီဘဝမှာပြန်လဲတာတွေရှိတယ်ဒီဘဝမှာပြန်ခန်းလာဘုန်းကြီးအခုမီးညောင်ရိုးကားအက်ဆီဒင့်ဖြစ်လို့မီးညောင်ရိုးနာတာဒါလည်းတရားပွဲတွေမှာတော်တော်များများပြောဘူးတယ်အခုလည်းပဲအဲ့မီးညောင်ရိုးတန်လေးကမပြောက်ရှိနေတဲ့အခါကျခုံလေးနဲ့ထိုင်ပြီးတော့ဟောဆိုတော့မီးညောင်ရိုးတန်ကားအက်ဆီဒင့်ဖြစ်တော့မီးညောင်ရိုးတန်နာလာတစ်နှစ်ကျော်နှစ်နှစ်ကြာမပြောက်ဘူးတခါကျတော့အဲ့ဒီတန်လေးကိုတရားအားထုတ်တဲ့အခါခုံတော်ဘာညာပွားများတဲ့အခါတိတ်ဆိတ်တဲ့အခါဆိုရင်စိတ်ထဲမှာအဲ့ဒါတွေပြန်ပေါ်တော့အဲ့ဒီအကုသိုလ်ကံဘယ်တော့မှဖြစ်တာလဲဘုန်းကြီးကဘာလေးပြန်မြင်လဲဆိုအဲ့မြညောနာတဲ့ဓာန်လေးစဉ်းစားရင်အတိတ်ဒီပြစ္ဆုတ်ပံဘဝမှာပြန်မြင်တာယဟန်မဝဲခင်ကိုရင်မဝဲခင်သာသနာပေါင်းမဝဲခင်လူဘဝတုန်းကဘုန်းကြီးတို့ကရွာမှာနေနေအိမ်ရှိမှရှိတဲ့အိမ်ခြံထဲမှာတလင်းရှိတယ်အဲ့တလင်းထဲမှာလာပြီးတော့ခြုံပုတ်မှာလာနားနေတဲ့ပဇင်းလေးတွေရှိတယ်ပဇင်းအမီးရှိတယ်ပဇင်းအမီးရှိလေးတခါကလေးဘဝဆိုဖမ်းပြီးတော့အဲ့အမီးလေးတွေတဝက်လောက်ကဖြတ်ပြီးတော့မြက်ပင်လေးတွေအဲ့အမီးတဲ့ထိုးပြီးတော့မြက်ကပင်တန်လန်းနဲ့ပဇင်းတွေပြန်လွတ်တာအဲ့ဒါလေးပဇင်းလေးတန်လန်းဖင်တန်လန်းလေးနဲ့မြက်ပင်တန်လန်းလေးနဲ့ပြန်သွားတာကြည့်ပြီးကလေးဘဝပျော်တာဝမ်းသာတာအဲ့ဘုန်းကြီးတခါတရားထိုင်ရင်ပြန်ပေါ်လာတာငါမင်းညောင်ရိုးနာတာအဲ့ဒီအကုသိုလ်ဝေကျွေးတွေလားပြောလို့မရဘူးသူပစ္စုပန်မှာတခါအဲ့ဒီဝိဆိုတာဒီဘဝမှာပဲပြန်လဲတာရှိတယ်ဘုန်းကြီးတို့ဆရာသမားကြီးဆရာတော်ကြီးပြန်တော်မူကဆရာတော်ကြီးဆိုရင်သူကအသက်80မှာမျက်စိခွဲတာ3ချိန်လောက်ခွဲတာမမြင်တော့ဆရာတော်ကြီးကထပ်ခွဲပါဆရာဝန်ကပြောတော့မခွဲတော့ပါဘူးငါဝတ်ကြွေးတွေရှိတယ်တူပါတယ်မခွဲတော့ဘူးလို့ပြောတာဘာဖြစ်လို့လဲဗျာငါတဲ့ဆရာတော်ကြီးကသူကအသက်21နှစ်မှာသာသနာပေါင်ဝင်တာသာသနာပေါင်ဝင်တော့သာသနာပေါင်မဝင်ခင်ကာလမှာသူကလူဘဝနဲ့ချက်တိုက်တယ်ချက်သမားဆိုတော့သူတိုက်တဲ့ချက်ကတခြားချက်ကိုခုတ်လိုက်တာမျက်လုံးရင်းထွက်ကြသွားတော့ဆရာတော်ကြီးအဲ့ဒါမြင်သွားတာချက်ချင်းမြင်ပြီးတော့တာဝေကရပြီးတော့တခါတည်းသာသနာပေါင်ဝင်သွားပြီမဲ့တရားထိုင်တိုင်းအဲ့ဒါကြီးပြန်မြင်အခုလဲနောက်ဆုံးမျက်စိခွဲတော့လဲဆရာတော်ကြီးကဒါဝေကျွေးတွေကြောင့်ပဲအဲ့ကြက်တိုက်ခဲ့တဲ့အကုသိုလ်ဝေကျွေးမျက်လုံးပွင့်ထွက်တဲ့အကုသိုလ်ဝေကျွေးကြောင့်ငါပြန်ပြီးတော့အခုလဲပဲမြင်မှာမဟုတ်တော့ဘူးဆိုပြီးတော့ဆရာတော်ကြီးကအခုမခိုင်းတော့ဒါကအချိန်တန်လို့အကျိုးပေးတာလည်းဖြစ်ကောင်းဖြစ်မယ်ဥပါဒံအစွဲကြောင့်လည်းဖြစ်မယ်ဆိုမယ်သေချာတာကတော့အကျွေးတွေကကံကျွေးတွေဆိုတာကသူကအချိန်တိုင်ပြန်ပြီးတော့ပေးဆက်ရတယ်ဆိုရှိတယ်။ကိုလေဘဝမှာလည်းတချို့လူတွေမှာအကျွေးတွေများတာအတိတ်အကျွေးတွေများတဲ့အခါကျတော့တချို့
ဟိုမိသားစုထဲမှာကိုပဲလှုပ်တလောက်အကောင်းမဖြစ်တဲ့လူတွေရှိတယ်ဘလောက်ပဲကြိုးစားပတ်ဝန်းကျင်လည်းအကောင်းအမြင်မခံအောင်မိဘလည်းအကောင်းအမြင်မခံရအောင်ကိုကောင်းတာလုပ်ပြီးဒီလောက်ပေးဆက်နေလဲပဲကိုအပေါ်အကောင်းမမြင်တဲ့သားသမီးတွေအတိုင်းဝိုင်းတွေရှိတယ်ဒါကြရင်သူတို့စိတ်တက်တွေကြာစိတ်တက်တွေကြာပြီးတခါဘုန်းကြီးလာလျှောက်အကျွေးတွေပါတာပဲနော်အကျွေးပါတယ်လို့သဘောထားအကျွေးကိုကြည်အောင်သာဆက်ပါလိုက်ဒီဘဝဒီတဲ့ဆိုတာတော့မရှိတော့ဘူးအဲ့လိုတွေးအကျွေးဆက်ရင်လည်းအကျွေးတွေထပ်မတိုးစေနဲ့အတိတ်အကျွေးတွေပါလာလို့ရှိရင်ပြစ္ဆုတ်ပံမှာအကောင်းတွေလုံးတလောက်မဖြစ်တာတွေအများကြီးရှိအတိတ်ကအကုသိုလ်ဝကျွေးကအားကောင်းတယ်ပြစ္ဆုတ်ပံကံကမနိုင်ရင် तू ကအကုသိုလ်ကကိုယ်နိုင်သွားတာအပြင်အတိတ်ကအကုသိုလ်အကျွေးကနိုင်သွားတော့ပြစ္ဆုတ်ပံမှာလုံးတလောက်အကောင်းမဖြစ်တချို့ကြလည်းပြစ္ဆုတ်ပံမှာမကောင်းတာတွေလုပ်ပေမဲ့အတိတ်အဟောင်းကကောင်းနေတာအတိတ်အဟောင်းကောင်းနေတဲ့အခါကျတော့ပြစ္ဆုတ်ပံမှာမကောင်းတာလုပ်ပေမဲ့အဟောင်းကောင်းတဲ့လူကတော့ကောင်းနေတာပဲအဟောင်းစားဆိုတာလူတွေမှာအဟောင်းကြီးပဲစားလို့မရဘူးအသစ်လဲပွားရအဟောင်းစားဆိုတဲ့စကားလုံးကအဲ့ဒါအတိတ်ကဟာလေးတွေပဲထိုင်ဆိုင်ပြစ္ဆုတ်ပံမှာကောင်းတာတစ်ခုမှမလုပ်ပဲမကောင်းတာတွေလုပ်နေတဲ့သူတွေကိုအဟောင်းစားလို့ခေါ်တာလူတွေမှာအဟောင်းစားနေတာတွေလုပ်လို့မရဘူးပြစ္ဆုတ်ပံမှာလည်းပဲကောင်းတာလေးနဲ့တန်တရားအတွက်အကောင်းပြန်ချရဘဝမှာလူတိုင်းကောင်းတာတွေလုပ်ရတာနဲ့အဆိုးတွေကြုံတဲ့အခါမှာကိုယ့်ကိုပြန်ပြီးတော့ဖြည့်စေရအကျွေးဆက်နေရတယ်လို့သဘောထားအကျွေးဆက်နေတဲ့ဘဝမှာအကျွေးမထပ်ဖို့ကကိုယ်ကတတိကတ်ရနာမတော်မဲနုအသက်ခံရကနေသူဆရာသမားဗမောဆရာတော်ကြီးသွားပြီးတော့ဖူးတော့ဆရာတော်ကြီးကရှင်မယားတပည့်တော်အသက်ခံရတော့မယ်ဖေဟာဆရာတော်ကြီးကအားပေးတယ်မဲနုရေအကျွေးပါရင်တော့ဆက်လိုက်လို့ပြောနော်အားပေးတယ်အကျွေးပါရင်ဆက်လိုက်အကျွေးချီအောင်ဆက်ခိုင်းတော့တာရောင်ကိုရီမှာအကျွေးတွေကအကျွေးထဲမှာဘာအကျွေးမှမကောင်းတာကံအကျွေးကအဆိုးဆုံးပဲနော်ကံကြွေးတွေပါလာတဲ့အခါမှာအဲ့ဒီကံကြွေးကဆက်ကိုဆက်ရမှာဖြစ်တဲ့အတွက်အကျွေးဆက်ရင်အကျွေးမထပ်ဖို့ကိုယ့်ရဲ့အလုပ်တွေမှာအရန်သတိထားရတယ်လူမှာအာကုသိုလ်ကတာမန်အာကုသိုလ်နဲ့မတူတဲ့ဝတ်ကြွေးပါတဲ့အာကုသိုလ်ဆိုရင်အဲ့ဒါဝတ်ကအမြဲတမ်းလိုက်သွားတော့တာမန်အာကုသိုလ်ဆိုတာမသိလို့လုံးမိလိုက်တဲ့ရုပ်တရက်လုံးမိလိုက်တဲ့အာကုသိုလ်ကတော့အာကုသိုလ်လောက်ပဲ तू ကဝတ်မလဲဘူးချို့ကြတော့စေတနာပါနဲ့ရည်ရွယ်ချက်ရှိနဲ့လုပ်တဲ့အလုပ်မျိုးကြတော့ဝိဖြစ်သွားလို့ရှိရင်အဲ့ဒါအကုသိုလ်ဝိကျွေးဖြစ်သွားရင် तू ကဆက်ရတော့တာသူကြောင့်ခြေဖြတ်လို့မရတချို့အကုသိုလ်လေးကြတော့ तू ကဟိုတမင်ငါရည်ရွယ်ချက်ရှိလှုပ်တာမဟုတ်ဘဲနဲ့လှုပ်တဲ့အခိုက်အတန့်မှာစေတနာပါလို့အကုသိုလ်ဖြစ်ပေမဲ့ तू ကဟိုဝိကျွေးသဘောမျိုးမဖြစ်ဘဲနဲ့အဲ့အကုသိုလ်ကကုသိုလ်ကံအားကြီးရင် तू ကကောင်းတာလေးတွေနဲ့ပြန်ပြီးခြေဖြတ်လို့ရတယ်လူတွေမှာတခါကောင်းတာလုပ်ရင်းနဲ့အကုသိုလ်တွေတွဲနေတာလည်းအများကြီးရှိတယ်ဘုံကဟိုစာလေးတစ်ပုဒ်ဘုန်းကြီးရေးဘူးတယ်ကုသိုလ်နဲ့အကုသိုလ်မှာအားကြီးတာကိုရွေးချယ်လို့မရတော့ဘူးလွန်ဆန်လို့မရတော့ဆိုအားကြီးတာကိုရွေးချယ်ရတာအားကြီးတဲ့ဘယ်ဟာကပိုအင်အားကောင်းလဲကုသိုလ်ကအင်အားကောင်းတယ်အကုသိုလ်လေးတော့ဥပိ္ပခာပြုရတာရှိတယ်တခါဥပမာအပြင်ဖရာเจ้าဆောင်ကိုတန်ရှင်းလုပ်တဲ့အခါပဲဖြစ်ဖရာเจ้าဆောင်တန်ရှင်းလုပ်တာအဲ့ဖရာเจ้าဆောင်မှာတွေ့နေတဲ့ပင်ကူအိမ်လေးတွေအမြင်လေးတွေရှိတာပဲသူတို့လည်းအသက်အမြုံပဲဒါပေမဲ့အဲ့တန်ရှင်းလို့ရင်အဲ့ပင်ကူအိမ်လေးဖြတ်ရတာပဲပင်ကူအိမ်ဖြတ်တာအကုသိုလ်ပဲဒါပေမဲ့ဖရာအကြောင်းဆောင်တန်ရှင်းစေခြင်းနဲ့ကုသိုလ်စိတ်ကအားကြီးတဲ့အခါကျတော့မဖြတ်ခြင်းနဲ့ဖြတ်ရတဲ့အကုသိုလ်လေးတွေကအသေးဖွဲလေးတွေဖြစ်သွားအသေးဖွဲလေးဖြစ်သွားဒီဘက်ကကုသိုလ်အားကောင်းရင် तू ကအဟောတိကံအကျိုးမပေးတော့ပဲအဟောတိကံလေးတွေဖြစ်သွားရင် तू ကကံကြွေးမပါတော့တချို့ဟာတွေကြောင့်တမင်ကရည်ရွယ်ချက်ရှိကိုတတ်ချိန်စပြီးတော့တတ်မယ်တေချာအာနာနဲ့ခိုင်းပြီးတော့တတ်မယ်တေချာကိုတိတိကျကျခိုင်းပြီးတော့တတ်မယ်ဒါရည်ရွယ်ချက်တွေရှိနဲ့လှုပ်လာပြီဆို तू ကအဲ့ဒါဆိုရင်တော့ဝစ်လိုက်သွားရှင်မမောက္ကလမထေရရည်ရွယ်ချက်ရှိမျက်စိမမြင်တဲ့သူ့အဖေအမေအရင်ခောက်ကြီးတွေကိုမျက်စိမမြင်တော့ तू ကတခြားသူကိုပတ်စံပေးပြီးတော့အဲ့ဒါတခိုးဓမြပုံစံဟန်ဆောင်ခိုင်းပြီးတော့တမင်ကရည်ရွယ်ချက်ရှိပစ္စည်းတွေယူပြီးလူခိုင်းပြီးတတ်ခိုင်းအဲ့ဒီအကုသိုလ်ဝေကြီးကနောက်ဆုံးဧတတဲ့ရတဲ့ဘဝအက္ခတာဝကအဖြစ်ရှင်မမောက်လာတကူတော်အရာဧတတဲ့ရတဲ့အခိုက်အတန့်မှာ तू ကလိုက်ပြီးတော့အသက်ခံရ3 ချိန်လောက်တော့ तू ရှောင်သေးတယ်တကူတွေနဲ့ထွက်သွားတကူတွေကနောက်ဆုံးတော့အတိတ်ဝေကြီးရှိတယ်မဖြစ်တော့ဆက်မှရမယ်ဆိုနောက်ဆုံးတော့တကူနဲ့မရှောင်တော့ဘဲနဲ့ခိုးသား900အသက်ခံပြီးတော့ပြိဋိနိဗ္ဗာန်ပြုတ်သွားတာအကျွေးကိုဆက်ပလိုက်တဲ့သူနော်
အကျွေးဆိုတာကြည်အောင်ဆက်ရတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်တွေမှာလည်းပဲပစ္စုပန်မှာအကျွေးတွေအများကြီးရှိတယ်အတိတ်ကလုပ်ခဲ့တဲ့အကျွေးတွေရဲ့ဒီပစ္စုပန်မှာမဟုတ်တာလုပ်မိလို့ဖြစ်ပေါ်လာတဲ့အကျွေးတွေအများကြီးရှိတဲ့အခါကျတော့အဲ့ဒီအကျွေးတွေမှာကိုကတခါအဆင်မပြေတယ်လောက်တိုင်းမဖြစ်တာတွေရှိတဲ့အခါမှာလေအကျွေးဆက်နေရတဲ့ကိုယ့်ဘဝကိုဆင်ခြင်ရမယ်ငါအကျွေးဆက်နေရတာအဲ့လိုတွေးပြီးတော့အကျွေးဆက်ရင်အကျွေးမထပ်အောင်ပဲကြိုးစားအကျွေးမထပ်အောင်တခါကျတော့မိသားစုအတိုင်းဝိုင်းမှာလည်းပဲလင်ယောက်ျားကဆိုတာရှိတယ်မျိုးသမီးကဆိုတာရှိတယ်အခါကျတော့မလို့မလွန်ဆန်တဲ့ဒီလူတွေနဲ့ပေါင်းနေရတာအခါကျရင်စိတ်တက်တွေကြားတဲ့အခါမှာကိုကဖြေရမှာကံကြွေးအကျွေးပါရင်ကြည်ပါတော့ဒီဘဝကြည်ပါဆိုဒီဘဝမှာပဲကြည်အောင်ဆက်ပလိုက်တာနောက်ဘဝမစုံတော့နောက်ဘဝဒီအကျွေးတွေထပ်ပြီးတော့မတင်ကျင်တော့အပြီးဖြတ်ပလိုက်ခါကြရင်သားသမီးဆိုးတွေနဲ့ကြုံအကျွေးတွေရှိရင်ကြည်ပါစေတော့တချို့အကျွေးတွေဆက်တယ်ဘုန်းကြီးတို့မိသားစုအတိုင်းမှာလည်းဘုန်းကြီးတို့အကိုကြီးကမိသားစုပေါ်တိတ်တိတတ်တာမိသားစုပေါ်တိတ်တိတတ်တဲ့အခါကျသူတော်အိမ်အောင်မပြုတ်နိုင်ဘူးသူအကိုကြီးကိုပြောပြတယ်အကိုကြီးလည်းအတိတ်အကျွေးတွေပါတာပဲအကျွေးတွေတော့ကြည်အောင်ဆက်လိုက်တော့အကျွေးတွေထပ်မနေစေတော့နဲ့ဆိုပြီးတော့သူကအဲ့ဒီဒဏ်တွေကြံ့ကြံ့ခံနိုင်ပြီးတော့မိသားစုအရေးနော်ညီကိုမောင်နှမအရေးမိဘအရေးကိုကြည်အောင်အကိုကြီးကဆက်စိတ်တက်တွေမကြောက်စိတ်တက်တွေမပြတ်ဘူးဆိုစိတ်တက်ပြတ်သွားတာနဲ့အကျွေးကထပ်တင်တာကိုလည်းပင်ပန်းသေးတယ်ကိုလည်းလှုပ်ရသေးတယ်ပြီးတဲ့အခါကျတော့စိတ်ကအမထားတတ်တဲ့အခါကျတော့အကုသိုလ်တွေစိတ်ကထပ်ရတဲ့အခါကျတော့လှုပ်လဲလှုပ်သေးတယ်ပင်လဲပင်ပန်းသေးတယ်အဲ့စိတ်မထားတတ်တဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အကုသိုလ်ကထပ်ပြီးတော့အကျွေးတွေထပ်တွေဆိုတော့အကျွေးတွေကပို့ပြီးတိုးသွားတာနော်အကျွေးတိုးသွားပြီဆိုရင်အတိုးပါပြန်ဆက်ဆိုတော့တန်တရားမှာဆက်လို့ကိုပြီးမှမဟုတ်တဲ့အတွက်ကြောင့်ကိုတွေကအလုံးလုံးတဲ့အခါမှာအကျွေးတွေထပ်မတင်အောင်အထူးဂရုပြုရအတိတ်ကပါလာတဲ့အစိုးတွေကိုလည်းပဲပစ္စုပန်မှာစိတ်တက်မကြပဲနဲ့လေစိတ်တက်မကြပဲနဲ့ကြည်အောင်ဆက်မှာလူတွေမှာတချို့ကအကျွေးတွေများတော့တချို့ဖရားတွေရှောက်ပြီးတော့ဖိုးပြီးဆွတ်တောင်းတာနော်ဝေကြီးတော်ပြေဖရားနော်ဘာဖရားညာဖရားဆိုတာအမိနာမရဲ့လှလှလေးတွေပေါ့တန်တရာကျွေးကြည်ဖရားအစုံပါပဲလူတွေကဆိုတော့အကျွေးတွေများလို့ဝေကြီးတော်ဖရားသွားပြီးဆွတ်တောင်းနေုံနဲ့တော့အကျွေးရတော့မကြည်ဘူးနော်ဆွတ်တောင်းနဲ့အကျွေးရတော့ကြည်မှာမဟုတ်ဘူးပေးဆက်ရမယ့်ဟာကတော့အကုန်ပေးဆက်မှကြည်တာပေးဆက်တာအတိတ်ကနေပါလာတော့ဒီမိသားစုအတိုင်းဝိုင်းမှာဖြစ်လာတယ်ဒီနေရာမှာအတိုင်းဝိုင်းမှာဖြစ်လာဒီလူမျိုးတွေလာတွေ့ရတယ်ဒီလိုဟာတွေနဲ့လွန်ဆန်လို့မရသူကအကျွေးဆိုတာကလွန်ဆန်လို့မရဘူးဆိုတာကယုံထွက်လို့ရရင်ယုံထွက်သွားလို့ရတယ်ယုံထွက်လို့မရနိုင်တဲ့အကြောင်းအမျိုးမျိုးရှိတယ်ဆိုရင်ဒါအကျွေးပဲအကျွေးဆိုရင်အဲ့အကျွေးကတော့နောက်ဆုံးသီးခံပြီးတော့ဆက်ကိုဆက်ရတော့တာဘုသူကသာသမီကြောင့်ပဲဖြစ်ဖြစ်လင်အောင်ကြားဆောင်ပြီးဒါယုံထွက်လို့မရနိုင်တဲ့အနေထားယုံထွက်လို့မရနိုင်တဲ့အနေထားမှာအကျွေးကြီးကဒါသူတို့အတွက်လည်းဆက်ပေးနေတယ်လင်အောင်ကြားအတွက်ဆက်ပေးနေကိုယူခဲ့တဲ့အကျွေးတွေပဲကိုယူလုပ်ခဲ့တဲ့ဟာတွေပဲဆိုတော့အဲ့ဒါတွေကိုကိုကစိတ်တက်မကြဘူးပဲအရေးကြီးတာဆက်တာတော့ဆက်ရမှာအကျွေးပိုင်နော်အကျွေးပိုင်ဆက်ရတာဖြစ်တဲ့အတွက်ကြောင့်ကိုဘဝအကျွေးတွေဆက်နေတဲ့အခိုက်အတန့်မှာအဲ့ဒီမကောင်းတဲ့အကုသိုလ်စိတ်အတွေးတွေရဲ့မကောင်းတဲ့ကိုယ်အမွေအရာတွေရဲ့မကောင်းတဲ့ဝစီကံတွေကြောင့်ထပ်ပြီးတော့အတိုးတွေမထပ်ဖို့အကျွေးတွေထပ်မပါဖို့တတိထားရတော့တာပဲတတိထားရတော့ကံကြွေးဆိုတာကမမြင်နိုင်ဘူးဆိုတာဘလောက်ထိကြည်အောင်ဆက်ရမလဲဆိုတာလည်းမမြင်နိုင်ဘူးဆိုတော့ဆက်နေရတယ်ဆိုတာသိနေအဲ့ဒါကကြည်အောင်သာဆက်ငါအတိတ်ကပါလာတာပဲဒါတွေကငါအကျွေးတွေပဲဆိုတာသိနေတယ်တချို့ကသိနေပေမဲ့မလွန်ဆန်တဲ့အတွက်ကြောင့်သိနေနဲ့ဆက်နေရတာသိနေတဲ့သဘောမှာအဲ့ဒီသိကြီးနဲ့ပဲထပ်ပြီးတော့အတိုးတွေထပ်မပါအောင်ဒါလေးတွေကိုပဲစိတ်ကောင်းနှလုံးကောင်းလေးနဲ့သိခံပြီးတော့ဆက်ပေးရနောက်ဆုံးဘယ်လောက်ထိဆက်မလဲသေတဲ့အထိဆက်တခါသေသွားတော့လည်းပဲ तू ကနောက်ထပ်မသေးရအောင်မို့သေရတာပဲဒီဘဝသေသွားတယ်ပဲအချိန်ချင်းသေခဲ့ပြီးတာပဲတန်တရားမှာဆိုတော့ဒီဘဝသေရင်ပြီးရောဆိုပြီးအကျွေးကိုရှောင်သွားလို့တော့မရအောင် तू ကအကျွေးပါလာရင်တော့ယုံနိုင်တယ်လို့ယုံဆက်နိုင်တယ်လို့ဆက်ပြီးတော့သေတဲ့အထိဆက်သွားနော်သေတဲ့အထိဆက်သွားသေတဲ့အထိတော့မကြေသေးဘူးဆိုတော့နောက်ထပ်ပြီးဆက်အောင်ပါပဲသို့တော့အဲ့လိုသေတဲ့အထိဆက်နေတဲ့အခိုက်အတန့်မှာပို့ပြီးတော့အတိုးတွေမပါအောင်တော့သတိထားရလူမှာတချို့ဟာတွေကဒီအဲ့ဒီတန်တရားကိုရှည်စေချောင်းအရာတွေကြောင့်ဆက်ပြီးတော့အကျွေးတွေထပ်တိုးနာတွေကအများကြီးရှိတယ်ရန်ဆိုတာကလေကိုကဖြတ်မှအဲ့ဒီရန်ကပြတ်တာတန်တရားအကျွေးဆိုတာကိုကမဖြတ်ရင်မပြတ်ဘူးဘုရားစွာဘုရားကတော့နာဟိဝေရေနဝေဒာနိတမ္ပန္တိတကုဒ္ဒါစနံအဝေရေနသဝေဒာနိဧတဓမ္မောတနန္တရော
ဝေဒနာအကျွေးကိုအကျွေးနဲ့ပြန်တုံခြင်းဖြင့်ဝေဒာနိယံတို့သည်နာတမန္တိဘယ်တော့မှမကျင်းနိုင်ဘူးကုတ္တစရံဘယ်သောခါမှနာတမန္တိမငြင်းအေးနိုင်ဘူးသူယံကိုယံချင်းအကျွေးကိုအကျွေးချင်းပြန်တုံပြန်လို့ကအကျွေးကတော့ကြေမာမဟုတ်ဘူးတဲ့အဝေဒနာစအကျွေးကိုအကျွေးချင်းပြန်မတုံပြန်မှယံကိုယံချင်းမတုံပြန်မှတာဝေဒာနိယံတို့သည်တမ္မန္တိငြင်းအောင်အကျွေးတွေရှိလို့ငါ့ကိုဒီလိုလို့ငါပြန်လုံးမယ်ဆိုတဲ့စိတ်နဲ့ပြန်လို့ရင်အကျွေးကထပ်တင်တာဟိုးဘုရားလက်ထက်ကအဲ့ဒါဘုရားကမြတ်စွာဘုရားလက်ထက်မှာဖြစ်ခဲ့တဲ့ဇလံလေးရှိတယ်ကာလယက္ခိနီဘလူးမနဲ့တာဝတိတထေသမီးသားသမီးလှူတဲ့ကိစ္စနဲ့ဖြစ်တာအဲ့တော့တာဝတိတထေသမီးသားလေးမွေးတော့ဘလူးကလိုက်စားတော့ဘုရားရှိကိုအဲ့ကလေးမပြီးတော့ပြေးတာရှင်မြတ်ကဲပါဆိုတော့တာဝတိတထေသမီးကဘုရားရှိရောက်ကလေးချတာဘလူးကလိုက်လာဒါပေမဲ့ကျောင်းပေါ်ဝါရောက်တော့ကျောင်းဆောင်နက်ကတားထားတော့ဘလူးကဝင်လို့မရဖះကသူတို့အတိတ်ကြောင့်သိတော့ဝင်ခွင့်ပေးလိုက်တာဝင်ပါဆိုဖះရှိရောက်တော့ဖះကနင်တို့နှစ်ယောက်ကအကျွေးတွေကတအားများခဲ့တာတန်တရားမှာတယောက်နဲ့တယောက်အကျွေးတွေထပ်လို့ဒီလောက်ထိပါလာတာဆိုပြီးတော့ဖះကအတိတ်ကြောင့်ပြန်ပြောအတိတ်ကြောင့်ပြန်တော့သူတို့ကအတိတ်ဘဝတစ်ခုမှာအိမ်အောင်ရှင်အမျိုးသားတဦးရဲ့မယားဖြစ်ခဲ့ကြတာကိုမရေကြီးနဲ့မရေငယ်ဖြစ်တာပထမအဲ့တကာကအိမ်အောင်ပြုလိုက်တယ်ပထမယူတဲ့အမျိုးသမီးကသူကကလေးမရနဲ့အမြုံဖြစ်ကိုယ်ဝယ်မရနိုင်လို့အဲ့ဒီကသားသမီးရကျင်တဲ့ဆန္ဒပြတော့သားသမီးမမွေးတော့သူ့ကိုမိသားစုအတန်ဝိုင်းကညှိုညင်ကြတာအပြစ်တင်ပြီးတော့အဲ့တော့သူကလည်းပဲအဲ့ဒီတန်တွေမခံနိုင်တဲ့အတူငါမရနဲ့အတူတူရနိုင်အောင်ဆိုပြီးတော့သူနဲ့တကယ်ကိုပဲညီမလို့ခင်တဲ့တယောက်နဲ့ပေးစားလိုက်တော့အငယ်မကကိုဝင်ရအငယ်မကကိုဝင်ရအဲ့နောက်ယူတဲ့မိန်းမကမရေငယ်ဖြစ်ရှေ့ကမရေကြီးဖြစ်တယ်ဆိုတော့အငယ်မျိုးသမီးကိုဝင်ရတဲ့အခါကျတော့အဲ့မှာအကြီးမကသူ့ကိုယ်တိုင်လည်းပေးစားတာပဲဒါပေမဲ့လေသူကဟိုအငယ်မကိုမိသားစုအတိုင်းဝိုင်းကဖေးပါပေးတဲ့အခါကျသူ့မှာ pressure တွေဖြစ်ပြီးတော့သူ့မှာစိတ်မချမ်းမသာဖြစ်ပြီးတော့အငယ်မကိုဝင်ပြက်ကြအောင်လုပ်တာရည်ရွယ်ချက်ရှိကိုဝင်ပြက်ကြအောင်လို့တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်ကြအငယ်မကသိသွားတယ်သူလှုပ်တာပဲအဲ့တော့သေကနီးမှာသူကခွာမချနိုင်စိတ်ထဲမှာအကျွေးတွေတင်ပြီးတော့အညှိုးတေးတွေနဲ့နောက်ဘဝသူ့ကိုပြန်နိုင်ပါရစေဆိုပြီးတော့ဆွတောင်းပြီးတော့သေသွားတော့အဲ့တော့အငယ်မကသေသွားတဲ့အခါနောက်ဘဝမှာသူကကြောင်မသွားဖြစ်တာအဲ့ဒီအိမ်မှာကြောင်မကြီးသွားဖြစ်တယ်အကြီးမကလည်းအကုသနဲ့တည်တော့အဲ့ဒီအိမ်မှာပဲကြက်မကြီးသွားဖြစ်တယ်အဲ့တော့အတိတ်အကျွေးတွေပါလာတဲ့အခါကျတော့ကြက်မကဥလိုက်ကြောင်မကြီးကစားလိုက်ကြက်မကဥလိုက်ကြောင်မကစားလိုက်အဲ့တော့ကြက်မကတိသွားတော့နောက်သေကနီးမှာသူကဆွတောင်းငါဘဝကိုအဲ့ကြောင်ပြန်နိုင်ရမယ်အကျွေးဆွတောင်းတဲ့အခါကျတော့နောက်ဘဝကျတော့အဲ့ကြက်မကကျက်သစ်မှသွားဖြစ်ကြောင်မကြီးကသမင်မှသွားဖြစ်တာဆိုတော့အဲ့တော့သမင်ကမွေးလိုက်ကြားကစားလိုက်သမင်ကမွေးလိုက်ကြားကစားလိုက်ဘုန်းကြီးတို့စကားပုံမှာသမင်မွေးရင်ကြားစားရင်ဆိုအဲ့ဒီဇတ်တော့အဲ့ဒီအကြောင်းအရာကလာတာပဲဆိုတော့အဲ့တော့သမင်မကမကျေနပ်မခံနိုင်တော့အကျွေးတွေပြန်ပြီးဆွတောင်းတယ်နောက်ဘဝသူ့ကိုနိုင်ပြရစီဆိုတော့ဘုန်းကြီးတို့ဘုရားလက်ထက်ကြတော့အဲ့ဒီသမင်မကဘလူးမကာလယက္ခိနီဆိုဘလူးမလာဖြစ်တာနောက်ကျတိမကတာဝတိတထေသမီးဖြစ်တာဆိုတော့အဲ့ဒီနှစ်ယောက်အရင်ကျွေးတွေနဲ့တာဝတိတထေသမီးကလေးလိုက်စားဖះရှည်ရောက်တော့ဘလူးမနဲ့ဖះတထေသမီးနဲ့ဖះရှည်ရောက်တော့မှဖះကပြောပြတာနင်တို့အတိတ်အကျွေးတွေကအများကြီးဖြစ်ခဲ့တာဆိုတော့အကျွေးဆိုတာကိုကဖြတ်မှာပြတ်မှာကိုမဖြတ်ရင်အကျွေးတန်တွေကလဲအောင်မှာပဲဆိုပြီးတော့ခုနခါတာလေးဟောတာနာယီဝေဒနာဝေဒာနေတမ္မန္တိတကုဒသနံအဝေဒနာသဝေဒာနိဧတဓမ္မောသနန္တရောဣဒာဤလောက၌ဝေဒနာယံကိုယံခြင်းတုံ့ပြန်ခြင်းဖြင့်ဝေဒာနိယံတို့သည်ကုဒသနံဘေသောခမနတမန္တိမငြိမ့်အေနိုင်အဝေဒနာသယံကိုယံခြင်းမတုံနှင်းခြင်းဖြင့်သာဝေဒာနိယံတို့သည်တမန္တိငြိမ့်အေနိုင်ကို၏အကျွေးပါလာတာအဲ့ဒီအကျွေးကိုအကျွေးနဲ့ပြန်ဆက်လို့မရဘူးအကျွေးကိုကိုကဖြတ်နိုင်မှသာလေတန်တန်အကျွေးပြတ်မှာဒီစက်တရားတော်လေးဟောလိုက်တော့နှစ်ယောက်လုံးတရားရပြောချင်တာကဘုန်းကြီးတို့တော်ကောင်းများရဲ့ဘဝမှာလည်းပဲလူတိုင်းမှာအကျွေးကိုစီနဲ့ပါလာတာဖြစ်တဲ့အတွက်ကြောင့်ငါဘဝဆိုးလာရည်လားအကျွေးတွေကများလိုက်လားဒီလိုမတွေးနဲ့ပါလာတဲ့အကျွေးကိုကြည်အောင်ဆက်
ကြည်အောင်ဆက်လို့မကြည်သေးနဲ့ဘလောက်ထိဆက်ရမယ်ဆက်နိုင်တော့ဆက်ပြီးတယ်အကျွေးဆက်နေတဲ့ကိုဘွားမှာနောက်ထပ်ထပ်ပြီးတော့မဟုတ်တဲ့အကုသိုလ်တွေကြောင့်မကောင်းတဲ့ကာယကံမကောင်းတဲ့ဝစီကံမကောင်းတဲ့မနောကံတွေကြောင့်နောက်ထပ်အကျွေးတွေထပ်မတိုးအောင်အကျွေးဆက်နေတဲ့ကိုဘွားကိုတတိပြုဆင်ញင်ပြီးတော့အတိုးတွေထပ်မနေရအောင်ကိုယ့်အသာကိုကာယကံဝစီကံမနောကံကောင်းအောင်လို့ကြိုးစားပြီးတော့အကျွေးဆက်နေတဲ့ဘဝနဲ့အတိုးမထပ်အကျွေးကိုကြည်အောင်ဆက်ပြီးတော့ပစ္စုပန်တန်တရာကောင်းကြိုရနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်း